ကာရစ်ဘီယံပင်လယ်ထဲမှာပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးတစ်စုဟာရွက်လီလေးနဲ့အပန်းဖြေခီးထွက်နေကြပါတယ်ခင်ဗျာမိခင်ဖြစ်သူဂျူလီယာကရေကူးဖို့ရေထဲခုန်ဆင်းလိုက်ချိန်မှာထူးဆန်းတဲ့ခံစားချက်တစ်ခုကိုစတင်ခံစားလိုက်ရပါတယ်ပတ်ဝန်းကျင်မှာဘာမှမရှိတာကြောင့်သူ့ရဲ့စိတ်ထင်လို့ပဲမှတ်ယူလိုက်ပေမဲ့ခဏအကြာမှာတော့တခုခုကသူ့ခြေထောက်ကိုဆွဲယူနေတာကြောင့်အကူအညီတောင်းပြီးအော်ဟစ်ပါတော့တယ်သူသမီးကက်စီကနှကြက်တက်ထားလို့မကြားရသလိုခင်မွန်းဖြစ်သူတွန်းနဲ့သားဖြစ်သူဘင်းတို့ကလည်းငါဖမ်းတာနဲ့အလုရှုပ်နေကြပါတယ်ခင်ဗျာနောက်ဆုံးမှာတော့တွန်ကဂျူလီယာအနေနဲ့ဖြစ်နေတာကိုမြင်သွားပြီးရေထဲခုန်ဆင်းကသူ့ဇနီးကိုကယ်တင်နိုင်ခဲ့ပါတယ်အဲ့ဒီညမှာတော့သူတို့မိသားစုဟာဘင်းရဲ့မွေးနေ့ကိုပျော်ပျော်ပါးပါးကျင်းပခဲ့ကြပါတယ်ဒါပေမဲ့ကက်စီကသူ့ချစ်သူနဲ့ဗီဒီယိုကော်ပြောနေတော့မှမြို့ပေါ်မှာထူးဆန်းတဲ့မိုးတိမ်ကြီးတွေဖြစ်ပေါ်နေတာကိုတွေ့လိုက်ရပြီးလိုင်းပြတ်တောက်သွားပါတယ်တွန်ကတော့ကမ်းခြေနဲ့ဝေးလို့လိုင်းမမိတာလို့ပဲယူဆလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝေဟင်လင်းပိုင်အုပ်စုကြီးဟာရွက်လီဘေးကနေဖြတ်သွားတာကိုတွေ့ရပါတယ်ကမ္ဘာတန်လိုက်ဆက်ကွင်းတွေဖောက်ပြန်တဲ့အခါဝေဟင်လင်းပိုင်တွေဟာလမ်းကြောင်းမှာပြီးမုန်တိုင်းရှိရာကိုလိုက်သွားတတ်တယ်လို့တွန်ကရှင်းပြပါတယ်ရွက်လီမှာတခုခုထိခိုက်သွားတယ်လို့တန်တရားရှိတာကြောင့်တွန်ကရေငုပ်ပြီးစစ်ဆေးတဲ့အခါပခုံးမှာဒဏ်ရာတစ်ခုနဲ့ပြန်တက်လာပါတယ်သူ့နောက်မှာအရန်ကြီးမားတဲ့တရဝတကောင်ရှိနေတယ်လို့ခံစားခဲ့ရပေမဲ့မမြင်ခဲ့ရပါဘူးရွက်လီရဲ့အင်ဂျင်ကလည်းပျက်စီးသွားပြီးပင်လယ်ထဲမှာတောင်တင်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ကောင်းကင်ကနေအုတ်ကခဲတွေလိုထင်ရတဲ့မီးလုံးကြီးတွေမြေပြင်ပေါ်ကိုကျဆင်းလာတာကိုသူတို့တွေထိတ်လန့်စွာကြည့်နေခဲ့ကြရပါတယ်တကယ်တော့အဲ့ဓာတွေကအုတ်ကခဲတွေမဟုတ်ပဲဂျိုးလူတွေပြက်ကျလာတာဖြစ်နေပါတယ်မုန်တိုင်းတန်ကြောင့်ရွက်လီဟာပြင်းထန်စွာတုန်ခါနေပြီးသတင်းပေါက်မှန်တွေလည်းကွဲအပ်ကုန်ပါတယ်မိသားစုဝင်တွေဟာမူးဝေတာနှာခေါင်းသွေးယူတာနဲ့အော့အန်နာတွေကိုခံစားလာရပါတယ်နောက်တနေ့မနက်မှာသူတို့နိုးလာတဲ့အခါမှာတော့တကဘာလုံးကပင်လယ်ရေတွေပျောက်ကွယ်သွားပြီးသူတို့ရဲ့ရွက်လီဟာတဲကန်နာယာကြီးထဲမှာတောင်တင်နေတာကိုတွေ့လိုက်ရလို့အံ့ဩမင်တက်သွားကြပါတယ်ခင်ဗျာတွန်ကအိမ်မြောင်ကိုစစ်ဆေးကြည့်တဲ့အခါကဘာဝင်ရိုးစွန်းတွေပြောင်းပြန်ဖြစ်သွားမှန်းသိလိုက်ရပါတယ်အဲ့ဒီလိုဖြစ်ရမျိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းကျော်ကမှနောက်ဆုံးဖြစ်ခဲ့တာပါတွန်ကရေဒီယိုကနေတဆင့်နောင်နာလို့ခေါ်တဲ့ရေငုပ်တင်မောကပတိန်တယောက်နဲ့ဆက်သွယ်မိပါတယ်။နောင်ကလည်းသူ့ရဲ့တင်မောတောင်တင်နေကြောင်းနဲ့ဝင်ရိုးစွန်းတွေပြောင်းပြန်ဖြစ်မှုကြောင့်ပင်လယ်ရေတွေဆုတ်ခွာသွားတာဖြစ်ကြောင်းအတည်ပြုပေးပါတယ်။တစ်ပတ်ခန့်ကြာမှဝင်ရိုးစွန်းတွေဟာမူလအတိုင်းပြန်ဖြစ်သွားနိုင်ပြီးပင်လယ်ရေတွေလည်းအရှိန်ဟုန်နဲ့ပြန်တက်လာမှဖြစ်လို့မြင့်တဲ့နေရာကိုတက်ထားကြဖို့သူကအကြံပေးပါတယ်။နောက်ရဲ့ရေငုပ်တင်မောမှာလူ3ယောက်စာပဲနေရာရှိတာကြောင့်ဂျူလီယာနဲ့တွန်တို့ကသူတို့ရဲ့ကလေး2ယောက်ကိုပဲကယ်တင်ပေးဖို့နောင်ကိုတောင်းပန်ခဲ့ကြပါတယ်ခင်ဗျာတွန်ကရေငုပ်တင်မောကိုရှာဖို့2ရက်3ရက်လောက်ကြာနိုင်တာမို့အားလုံးကိုအနားယူခိုင်းပြီးမနက်စောစောထွက်ဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့မနက်ရောက်လို့ပစ္စည်းတွေထုတ်ပိုးနေတော့မှပဲထောနဲ့လမ်းလျှောက်လာတဲ့လူတစ်ယောက်နဲ့ဟောင်းနေတဲ့ခွေးတစ်ကောင်ကိုတွန်းတွေ့လိုက်ရပါတယ်တွန်ကအဲ့ဒီလူကိုတနာပြီးရေတန့်ဘူးကမ်းပေးခဲ့ပေမဲ့အဲ့ဒီလူကတွန်ကိုရေတန့်ဘူးနဲ့ရိုက်မျက်နှာကိုကမ်းပြီးရက်ဆက်နဲ့လေပင်ကိုလှိဖြက်ကတက်ပစ်လိုက်ပါတယ်ဂျူလီယာပြေးလာပေမဲ့နောက်ကျသွားပါပြီတွန်တေဆုံးသွားခဲ့ရပါပြီအဲ့ဒီနောက်လူသက်သမားကဂျူလီယာနောက်ကိုလိုက်ဖမ်းပါတော့တယ်ဂျူလီယာကသူ့ကလေးတွေကိုရွက်လေပေါ်ကဆိုဖာအောက်မှာဝတ်ခိုင်းပြီးမိကြည်တနက်ပေးထားခဲ့ပါတယ်လူသက်သမားကရွက်လေပေါ်ကိုအတင်းဝင်လာပြီးဂျူလီယာကိုရှာဖွေပါတယ်
ဂျူလီယာကရွက်လေအပြင်ဘက်ကနေပတ်ပြေးပြီးပြန်ဝင်ဖို့ကြိုးစားပေမဲ့အဲ့ဒီလူရဲ့ခွေးကဟောင်းတာကြောင့်လူမိသွားပြီးခွေးကိုတတ်လိုက်ရပါတယ်ခွေးတည်သွားတာကိုသိတဲ့အခါအဲ့ဒီလူကယူသွတ်သွားပြီးဂျူလီယာကိုအမိဖန်းကရရက်ဆက်ဆက်ထိုးချိတ်နှိပ်စက်ပါတော့တယ်ဆိုဖာအောက်မှာပုံနေတဲ့ကလေးနှစ်ယောက်ကသူတို့အမေအနှိမ့်ဆက်ခံနေရတာကိုမကြည့်ရတော့ပဲမိကြီးနဲ့အဲ့ဒီလူကိုပြစ်လိုက်ပါတယ်ရွက်လီမှာမီးတွေစတင်လောင်ကျွမ်းလာပြီးဂျူလီယာကမြေပုံနဲ့ပစ္စည်းတွေကိုအမြန်ယူကာကလေးတွေနဲ့အတူထွက်ပြေးခဲ့ရပါတယ်သူတို့တွေတွင်ရဲ့အလောင်းသားမှာနောက်ဆုံးနှုတ်ဆက်ငိုကြွေးနေတော့မှပဲရွက်လီကြီးကဝုန်းကနေပောက်ကွဲသွားပါတော့တယ်လန်ခီမှာဘင်ကသူချီထားခဲ့တဲ့မိုးပြန်ပူပေါင်းတွေကြောင့်လူသက်သမားရောက်လာတာလားဆိုပြီးကိုအပြစ်တင်နေလို့ဂျူလီယာကနှစ်သိမ့်ပေးရပါတယ်သူတို့တွေရေငက်ငက်နဲ့ခီးဆက်ကြရင်ကက်စီကရေတန့်ဘူးအဖုံးကိုတေချာမပိတ်ခဲ့လို့ရေတွေကုန်လူနီးပါးဖြစ်သွားပါတယ်။ဒါကြောင့်တားမိတွေကြားမှာအကြီးကျယ်စကားများကြပါသေးတယ်။နောက်ဆုံးမှာပြက်ကျနေတဲ့လေရင်တစင်းထဲမှာအနားယူရင်းဂျူလီယာကတွယ်နဲ့သူဘလို့ဆက်တင်ဆုံးတွေးခဲ့လဲဆိုတဲ့အမတ်တရားတွေကိုပြောပြပြီးကလေးတွေကိုအားပေးခဲ့ပါတယ်။ညလယ်မှာတော့အဲ့ဒီလူသက်သမားကလေရင်သားအထိလိုက်လာပြီးကက်စီကိုရန်ပြူဖို့လုပ်ပါတယ်။အဲ့ဒီမှာရင်ဂျူလီယာကသူ့ခင်မွန်အတွက်ရောသူ့ကလေးတွေအတွက်ပါဒေါသကြီးနဲ့အဲ့ဒီလူကိုဓာတ်နဲ့အကြိမ်ကြိမ်ထိုးပြီးလက်စားချေတက်ပစ်လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့တဲကန်နာရရဲ့အပူဒဏ်ကြောင့်ဘင်ကအရန်ကိုရေငက်လာပြီးတွေ့တဲ့ရေအိုင်ထဲမှာမျက်နှာနှစ်ပြီးတောက်ဖို့လုပ်ပါတယ်။ဂျူလီယာကမတန်ရှင်းတဲ့ရေတွေကြောင့်ဖျားမှာဆိုလို့အတင်းထားရပါတယ်။ခီးဆက်ရင်နဲ့ဘင်ကအရန်ကိုမူးဝေပြီးအားနဲ့လာတာကြောင့်ဂျူလီယာတို့တားမိဟာအနားမှာတွေ့တဲ့ကလတ်ထိုင်ဟောင်းလေးတွေနဲ့အရေးလုတ်ပြီးဘင်ကိုဆေးထိုးပေးကခဏနားနေကြရပါတယ်ခင်ဗျာမနက်စောစောမှာထူးဆန်းတဲ့အတန်တစ်ခုကြောင့်ဂျူလီယာနိုးလာခဲ့ပါတယ်သူအပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့ကနန်းအုပ်ကြီးတစ်ခုသူတို့စီကိုတဖြည်းဖြည်းနီးကပ်လာနေတာကိုတွေးလိုက်ရလို့ထိတ်လန့်သွားပါတယ်ဂျူလီယာကကလေးတွေကိုအမြန်နိုးပြီးအစွမ်းကုန်ပြေးကြပါတော့တယ်။လမ်းမှာကုန်တင်သင်္ဘောကြီးတစ်စင်းကိုတွေ့လို့အကူအညီတောင်းဖို့သွားကြပေမဲ့အသက်ရှင်ကျန်ရစ်တဲ့သင်္ဘောသား၃ယောက်ကသူတို့ကိုအထဲပေးမဝင်ပဲကွန်တိန်နာတကားကိုပိတ်ထားလိုက်ကြပါတယ်။ခနန်းတွေကလည်းရောက်လာပြီဖြစ်လို့ဂျူလီယာကကလေးတွေကိုကွန်တိန်နာပေါ်ဆုံးကိုအရင်တက်ခိုင်းလိုက်ပါတယ်။သူကိုယ်တိုင်တက်ဖို့လုပ်တဲ့အချိန်မှာတော့ခနန်းတွေကဂျူလီယာရဲ့ခြေထောက်ကိုအတင်းညက်ပြီးဆွဲချပါတော့တယ်။ကလေးတွေကသူတို့အမေကိုပြုတ်မကျအောင်အတင်းဆွဲတင်ပေးခဲ့ရပါတယ်။တင်မောသားတွေပုံနေတဲ့ကွန်တိန်နာမှာအပေါက်ရှိနေတာကြောင့်ကနန်းတွေကအထဲကိုဝင်သွားပြီးတင်မောသားတွေကိုဝိုင်းဝန်းတက်ဖြတ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဂျူလီယာဟာဒဏ်ရာရထားတဲ့ခြေထောက်ကိုပတ်တီးစီးပြီးသတိလစ်သွားခဲ့ပါတယ်။တဲမုန်တိုင်းကြားမှာသူပြန်နိုးလာတဲ့အခါကလေးတွေကိုမတွေ့တော့လို့ထိတ်လန့်တကြားလိုက်ရှာပါတော့တယ်။ကံကောင်းစွာနဲ့ပဲကလေးတွေနဲ့ပြန်ဆုံခဲ့ပြီးမုန်တိုင်းပြီးတဲ့အထိကွန်တိန်နာတစ်ခုထဲမှာပုံနေခဲ့ကြပါတယ်။ဂျူလီယာကတွင်ရဲ့မီးချစ်ကိုတုံးပြီးသူ့တန်ရာကိုအသားတက်အောင်မီးနဲ့အပူပေးကူးတခဲ့ရပါတယ်။အဲ့ဒါကတကယ်ကိုနာကျင်လွန်းတဲ့အလုပ်ပါပဲ။မုန်တိုင်းပြီးတော့သူတို့တွေရေတန့်ဘူးတွေနဲ့တနက်တလက်ကိုရှာတွေ့ခဲ့ပါတယ်။ဂျူလီယာကရေငုပ်သင်္ဘောကပတိန်နောင်စီကိုဖုံးဆက်ပြီးမြေပုံပျောက်သွားတဲ့အကြောင်းပြောပါတယ်။နောက်ကတော့သူတို့ဟာ6နှစ်ထဲကလာတဲ့တရဝတွေရဲ့တိုက်ခိုက်ခြင်းကိုခံနေရတာဖြစ်ပြီးအောက်ဆီဂျင်ကြောင့်အဲ့ဒီတရဝတွေကယူသွတ်နေကြတာလို့ပြောပြပါတယ်။ပင်လယ်ရေတွေကခံမှန်းထားတာထက်ပိုမြန်မြန်ပြန်တက်လာတော့မှမို့နောက်ကမိကြီးဖြစ်ပြီးလမ်းညွှန်ပြသပေးခဲ့ပါတယ်။သူတို့မိသားစုဟာကြောက်တောင်ကြီးတွေကိုဖျက်ကျော်ပြီးရေငုပ်သင်္ဘောစီကိုသွားနေတော့မှပဲငလျင်လှုပ်တယ်လို့တုန်ခါလာပြီးကြောက်တောင်တွေပြိုကျလာပါတယ်။
ဂျူလီယာကကလေးတွေကိုဘေးကင်းရာကိုတွန်းပို့ပေးလိုက်နိုင်ပေမဲ့သူကိုယ်တိုင်ကတော့ပြူကျနေတဲ့ကြောက်တောင်တွေကြောင့်ကလေးတွေနဲ့တစ်ဖက်တစ်ချက်စီခြားနားသွားပါတယ်။ဂျူလီယာကသူ့ကိုထားခဲ့ဖို့ပြောပေမဲ့ကက်စီကညှင်းဆိုပြီးအတင်းခေါ်တာကြောင့်ဂျူလီယာကနောက်မှလိုက်ခဲ့မယ်လို့ကတိပေးကကလေးတွေကိုအရင်လွတ်လိုက်ပါတယ်။ကလေးတွေရေငုပ်တင်မောစီရောက်တဲ့အခါမှာတော့နောင်ဟာဒဏ်ရာပြင်းထန်စွာရပြီးတေလူမျိုးပါဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။နောင်ကကလေးတွေကိုပဲအသက်ရှင်အောင်ပြေးဖို့ပြောပါတယ်။အဲ့ဒီမှာတင်ကက်စီကသူ့အမေကိုပြန်ခေါ်ဖို့ပြေးထွက်သွားပါတယ်။ဂျူလီယာကတော့ကနန်းအုပ်ကြီးကိုတနက်နဲ့ပစ်ခတ်ရင်းခုခံနေရတာပါ။ကက်စီကကြောက်တောင်ပေါ်ကနေလက်ကမ်းပေးလိုက်တဲ့အခါဂျူလီယာဟာဒဏ်ရာရထားတဲ့ခြေထောက်နဲ့ပဲအစွမ်းကုန်တက်လာခဲ့ပါတယ်။သူတို့တွေရေငုပ်တင်မောစီကိုအပြေးလွှားသွားကြပါတယ်။ဘင်းကလည်းရေငုပ်တင်မောအပေါ်ကနေကနန်းတွေကိုတနက်နဲ့ပစ်ကူပေးပါတယ်။သူတို့တွေရေငုပ်တင်မောတွေကိုအမြန်ဝင်ပြီးတကားကိုတေချာပိတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲပင်လယ်ရေတွေဟာအရှိန်ဟုန်နဲ့ပြန်တက်လာပြီးရေငုပ်တင်မောကိုလှိုင်းလုံးကြီးတွေကရိုက်ခတ်ပါတော့တယ်။ရေငုပ်တင်မောဟာလှိုင်းလုံးတွေကြားမှာလွင့်ထွက်သွားပြီးသူတို့အားလုံးသတိလစ်သွားကြပါတယ်။အချိန်တန်ကြာလို့သူတို့နိုးလာတဲ့အခါမှာတော့ကံကောင်းထောက်မစွာနဲ့ပဲအသက်ရှင်နေကြဆဲပါပဲ။သူတို့တွေအပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့ရေငုပ်တင်မောဟာပျက်စီးနေတဲ့မြို့ကြီးတစ်မြို့တဲကိုရောက်နေတာကိုတွေ့လိုက်ရပါတယ်။ဒါဟာအသက်ရှင်တန်ဖိုးနဲ့အစ်စ်ကနေပြန်လည်တိစောက်ဖို့မျှော်လင့်ချက်တွေရှိနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲခင်ဗျာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုထပ်ကြည့်ချင်ရင်တော့ follow လုပ်ထားပေးပါဦးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ခေါက်မှပြန်တွေ့ကြမယ်နော်